နန္ဒာကသဘောပေါက်ပြီးအဲ့ဒီအတိမှာအဲ့ဒီနာတွေဖုံးပေးလို့ရအောင်ရှင်အာနန္ဒာစီမံတယ်မြတ်စွာဘုရားကရှင်အာနန္ဒာခင်းပေးတဲ့ပေါ်လေးမှာထိုင်လိုက်တယ်တရတိလည်းဖုံးပေးလို့ပြီးရောအဲ့ဒီဥယျာဉ်ဆောင်ကိုပြောတယ်အဲ့ဒီနာကိုကျင်းလေးရက်ပြီးတော့လက်ကလေးနဲ့ရက်ပြီးတရက်စီကိုအပင်စိုက်ခိုင်းလိုက်တယ်ဘုရားပြောတဲ့ဥယျာဉ်ဆောင်ကလှုပ်လိုက်တော့အဲ့ဒီစိုက်ထားတဲ့တရက်ပင်ဥယျာဉ်တရက်စီရဲ့ပုံမှာမြတ်စွာဘုရားကသူ့လက်ကိုရေလေးဆေးချလိုက်အဲ့ဒီမှာဘာဖြစ်တော့မင်းတရက်ပင်ကြီးကပေါက်လာတာဝုန်းဆိုပြီးတော့ဟာတခါတည်းကြီးကြီးဖြစ်လာတယ်အရှိဘက်ကဂိုင်းကြီးတကိုင်းတောင်ဘက်ကဂိုင်းကြီးတကိုင်းနောက်ဘက်ကဂိုင်းကြီးတကိုင်းမြောက်ဘက်ကဂိုင်းကြီးတကိုင်းဂိုင်းကြီးလေးကိုင်းထွက်ပြီးတော့တကိုင်းကတခါငါးကက်ခက်ကြီးတွေပြန်ထွက်အထက်မှာတက်သွားတဲ့ခက်ကြီးတွေတော့ဟာခက်မှငါးပြာပေါ့ဗျာဝိုင်းကြီးတကယ်ကိုအရေးအာဝါသနဲ့ပြည့်စုံအပွင့်နေအသီးတွေကလည်းတခါတည်းဝေးစားပြီးတော့နေတဲ့သရက်ပင်ကြီးဒီလိုဖြစ်တယ်ဟာတခါလုံးအုံကျွတ်နဲ့ဖြစ်ကြအဲ့သရက်သီးတွေကိုတန်ဃာတွေခုပြီးတော့တန်ဃာတွေဖုံးပေးလေသရက်သီးကကုန်တယ်မရှိဘူးတမျိုးလုံးကလူတွေလာပြီးတော့စားလေသရက်သီးကကုန်တယ်မရှိဘူးအဲ့တော့ဒိဋ္ဌိဆရာကြီး6ဦးကတရက်ပင်နီးမှာတကုတ်ပြမယ်ဆိုတော့တာဝတိနီးကတရက်ပင်တွေအကုန်လုံးခုတ်တက်လိုက်ပြီအခုဘုရားကတကုတ်ဘုရားရဲ့တကုတ်နဲ့တရက်ပင်ကြီးပေါက်လာပြီဆိုတော့ဟာအဲ့ဒီမှာလာတဲ့လူတွေထဲမှာအမှုသမားယသမားတွေလည်းပါတယ်ဒိဋ္ဌိဆရာကြီးရဲ့တပည့်တာဝကတွေလည်းပါတယ်ဒိဋ္ဌိဆရာကြီးတွေလည်းပါမယ်ပေါ့အမှုသမားယူသမားတွေကတရက်သီးတွေစားပြီးတရက်စီနဲ့သင်တို့တွေကတရက်ပင်တွေခုတ်တယ်ဒီမဲ့ဂေါတမဘုရားရဲ့တကိုးကြောင့်တရက်ပင်ကြီးပေါက်လာတာမြင်ပြီလားဆိုပြီးတခါတရက်စီနဲ့အဲ့ဒီဒိဋ္ဌိအဖွဲ့တွေကိုတရက်စီနဲ့ထုကြတယ်ဒီလိုလည်းဖြစ်တယ်ဆုံးကံပြန်ပြီးသိမ့်မကြဘူးပြိတ္တအဲ့ဒီမှာလေကြီးကြလိုက်တာသူတို့စောက်ထားတဲ့ရှားတော်မန်းတိုက်ကြီးကလေထဲပါသွားတယ်ဒိဋ္ဌိတွေတကိုးပြလေရမရှိတကိုးပြဖို့အတွက်တကိုးပြတဲ့ပွဲကိုကြည်ကျင်လို့လာလိုက်ကြတဲ့လူတွေကလည်းပဲတဲ့အဲ့တရက်ပြူပင်ရဲ့အနီးမှာရှေ့ဘက်က12ယူသနာနောက်ဘက်က12ယူသနာရှေ့နောက်ဆို24ယူသနာဒီလိုဖြစ်တောင်မြောက်ကလည်းဒီတိုင်းမှာ24ယူသနာဖြစ်သွားအဝင်းဝိုင်းနေတဲ့ဆိုမြယူသနာ80လောက်ကျော်သွားမယ်ပေါ့ဟာအဲ့လောက်လူအုပ်ကြီးကအများကြီးဖြစ်သွားပြီနယ်ကလူတွေလည်းလာကြတယ်မြို့ကလူတွေလည်းလာကြတယ်ဒီတကုတ်ပြတဲ့ပွဲကြည့်ကျင်ကြလို့တယောက်သောမျိုးသားကလဲထွန်ရင်းနဲ့သူ့ရဲ့နွားနှကောင်ဖြိုးပြီးတော့နွားချီတဲ့ကြိုးတွေ